Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကိုပြောပြပေးသွားမှာဒီပေါ့နော်ဒီမော်တာဒီ HCV ပေါ့နော်ဒီကောင်တွေကဒီမော်တာ ESC တခါလာတဲ့ဒီမော်တာတွေပေါ့နော်ဒီလိုမော်တာဆိုလို့ရှိရင်ကျွန်တော်ဘာကိုပြောပြပေးသွားမလဲဆိုလို့ရှိရင်ဒီမှာပါတဲ့ဒီ signal ကြိုးပေါ့နော်ဒီမော်တာရဲ့ ESC ရဲ့ signal ကြိုးတွေကိုကျွန်တော်အသုံးပြုပုံကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒီမော်တာမှာလည်းဒီမော်တာရဲ့ဒီ ESC မှာလည်းဒီ UPVC လည်းပါပြီးသားပေါ့နော် UPVC လည်းပါတယ်သူ့မှာဒီ signal ကြိုးက2မျိုးထောက်ထားပေးရပါတော့နော် UPVC အသုံးပြုလို့ရမယ် signal ကြိုးရဲ့ NoVC အသုံးပြုလို့ရမယ် signal ကြိုးရဲ့ပေါ့နော်ဒီနှစ်ကြိုးကအသုံးပြုပုံကိုကျွန်တော်ပြောပြပေးသွားမယ်ဒီကျွန်တော်ဒီမှာဆိုရင် flight controller နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုပြီးမောင်းနေတဲ့အခါကျတော့ကျွန်တော်ဒီ UPVC ကိုအသုံးပြုစရာမလိုဘူးပေါ့နော်သူ့တလုံးနဲ့ဒီကျွန်တော်ဒီ BEC နဲ့စမ်းသပ်တဲ့အခါ BEC မဟုတ်ဒီတက်ဆဖို့နဲ့စမ်းသပ်တဲ့အခါမှဒါဒီ UPVC ကိုအသုံးပြုရမှာเนาะဒီလိုတက်ဆဖို့เนาะတက်ဆဖို့တွေဒီကောင်တွေကပါဝါကျွေးဖို့အတွက်လိုအပ်တဲ့အတွက်ကြောင့်မို့ UPVC ကိုအသုံးပြုအဲ့လိုမျိုးနေရာမှာဒါ UPVC ကိုအသုံးပြုရမှာเนาะကျွန်တော်ဒီ flight controller နဲ့ချိတ်ဆက်အသုံးပြုတဲ့အချိန်မှာအချိန်ကြောက်စီကျွန်တော်ဒီလို NoVC ဒီကျိုးနှချောင်းနဲ့အသုံးပြုရုံဖြစ်အသုံးပြုလို့ရပါเนาะဒီလိုကျိုး3ချောင်းအသုံးပြုစရာမလိုဘူးပေါ့เนาะဟုတ်အဲ့ဒါလေးကိုကျွန်တော်ပြောပြပေးသွားရဖြစ်ပါတယ်